ကျွန်တော်ဒီချက်စီးကြီးကိုပြည်သက်တွေအတွက်တော့ဗျာအန်ဆိုဖာနဒက်နဲ့ပတ်သက်တဲ့စိတ်မကောင်းစရာသတင်းတစ်ပုဒ်ကထွက်ပေါ်လာပါတယ်စန်နလန်နဲ့ပွဲပြီးမှဗျာသူလုတ်ပြလိုက်တဲ့အမူအရာကချက်စီးပြည်သက်တွေကိုဗျာနှုတ်ဆက်လိုက်တယ်လို့မျိုးဖြစ်နေလို့ဒီ social media ပေါ်မှာဗျာပြောစရာတွေကများနေပါတယ်အခြေအနေတွေကဗျာဘာလဲဆိုတော့ဒီအန်ဆိုကချန်ပီယံလိကစားချင်တာပါလက်ရှိချက်စီးရဲ့အခြေအနေကဗျာယာဒီဝတ်မှာတင်ဒီအရန်ကိုအားနေနေတော့သူ့အတွက်စိတ်ပြက်စရာလည်းဖြစ်နေပါတယ်အဲ့တော့ဗျာဒီအသင်းတွေကိုပြောင်းဖို့အတွက်လဲသူကိုယ်တိုင်ကဗျာတော်တော်လေးကိုစိတ်ဝင်စားနေတဲ့ပုံမှာအထူးသဖြင့် Real Madrid လိုအသင်းမျိုးอ่ะဗျာခေါ်ယူမယ်ဆိုလို့ရှိရင် तू ကတကယ်ကိုကြိုဆိုမဲ့သဘောမှရှိနေပါတယ်ပြီးတော့ဗျာဒီထက်ပိုပြီးစိတ်ဝင်စားစရာကောင်းတာကဒီ Man City နဲ့ပတ်သက်ပြီးတော့သတင်းတွေထွက်ပေါ်လာတာပါအခုချိန်ဒီဗျာတရားဝင်မဟုတ်သေးပေမဲ့ဒီပနာမဆွေးနွေးမှုလေးတွေဒီအကြမ်းဖျင်းသဘောမျိုးလေးတွေရှိထားတယ်လို့ဗျာသတင်းတွေကဆိုပါတယ် Premier League ရဲ့ဗျာအင်အားကြီးအသင်းစီသွားဖို့စိတ်ကူးနေတာဆိုတော့ဒီ Chelsea အတွက်တော့တကယ်ကိုခေါင်းကိုက်စရာပါဒါပေမဲ့ Chelsea ဘက်ကလည်းဗျာဒီတိုင်းတော့ကြည့်မနေပါဘူးအသင်းရဲ့အဓိကကစားသမားတစ်ယောက်ကိုဗျာဒီလိုမျိုးအရှုံးခံပြီးရောင်းလိုက်ဖို့ကိုသူတို့လုံးဝစဉ်းစားမှာမဟုတ်ပါဘူးအခုနေရာဒီမှာပဲဗျာအသင်းကလေပြန်ရောက်ထုတ်လိုက်ရင်စရင်စရာအဲ့ရအရှုံးမှာဖြစ်တဲ့အတွက်ဒီကိစ္စကိုဗျာချက်စီဘက်ကလက်ခံမှာမဟုတ်ဘူးတော့ဒီဘန်ဂျေကောလို့ဗျာနမကြီးသတင်းထောက်တွေကပြောထားပါတယ်ဆိုတော့ဗျာအန်ဆိုဖာနဒက်တယောက်အသင်းမှာပဲဆက်ရှိနေမလားဒါမှမဟုတ်အသင်းသစ်စီကိုပဲဗျာလက်တွဲသွားမလားဆိုတာကတော့ဒီနေရာဒီမှာစောင့်ကြည့်ရမယ့်ကိစ္စပါတေချာတာကဗျာဒီချက်စီဟာဒီအန်ဆိုအတွက်ပြောင်းရွှေ့ရေးတန်း130လောက်မှမရဘူးဆိုရင်လက်လွတ်ခံမှာမဟုတ်ပါဘူးကျွန်တော်ဒီချက်စီသတင်းတွေကိုနေ့စဉ်နေ့တိုင်းဖတ်လို့ရှင်တဲ့မိတ်ဆွေများက comment အောက်က Telegram လေးမှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်